တိမိယဇတ်တော်လူတိုင်းကြားဦးတယ်နော်တိမိယမင်းသားလေးကစကားမပြောဘူးဘာလို့လို့ရှင်ဘုရင်လောက်ရမှာဆိုလို့ဟုတ်လားနောက်တော့မူရိမတ်တွေကကျက်တိမင်္ဂလာမရှိတဲ့ဒီမင်းသားကိုထားလို့ရှိရင်တိုင်းပြည်တော်၎င်းဘုရင်ကြီးတော်၎င်းမိဖုရားကြီးတော်၎င်းအန်တရာရောက်လိမ့်မယ်ဆိုတော့ဖခင်မတော်မင်းကြီးကဒါလို့ဆိုလို့ရှိရင်ဒီမင်းသားကိုမင်္ဂလာမရှိတဲ့ယထာပေါ်မှာတင်ပြီးတော့မင်္ဂလာမရှိတဲ့တကားကနေထုတ်ပြီးတော့မြေမြုပ်တတ်ရမယ်လို့အမိန့်ပေးတာဟုတ်လားအဲ့ဒီအနေထားကိုပဲဘုရားလောင်းကရကျင်ခဲ့တာလေသူကိုနန်းတော်ရဲ့ပြင်ပမြို့ရဲ့ပြင်ပထုတ်ပြီးဆိုရင်သူကဘာလို့မလို့စိတ်ကူးတာရသေးဝဲမလို့စိတ်ကူးတာဟုတ်လားအဲ့ဒါနဲ့မြို့ပြင်ပဲရောက်ပြီးဆိုသူဆန္ဒပြည့်ပြီးဆိုပြီးတော့အဲ့ဒီမှာယထာဒိန်သူနန္ဒာကသူ့ကိုမြုပ်ဖို့ကျွန်းတူးနေတာကိုသူကကျွန်းဝအနေရက်ပြီးတော့စကားပြောတာဟုတ်လားနောက်တူတူပြောရပါလို့သူရသေးဝတ်တော့သူနန္ဒာကသူကလိုက်ပြီးတော့ဝတ်မယ်ဆိုတော့အေးမင်းခဏနေအောင်နန်းတော်ကိုပြန်ပြီးတော့သတင်းပို့ကြည့်အောင်ဆိုတော့အဲ့ဒီယထာဒိန်ကသတင်းပေးတဲ့အတွက်ကြောင့်မေတော်ခမဲတော်တွေကစစ်တပ်ကြီးနဲ့သားဖြစ်တဲ့ရှင်ရသေးရှိရာကိုနောက်ရက်၄ရက်လောက်နေတော့ရောက်လာကြတာလိုက်လာကြတာဟုတ်လားအဲ့ဒါနဲ့ဘုရားလောင်းကိုဖူးမြော်ကြရင်းနဲ့ဒီလိုနဲ့နေတော့ဘုရားလောင်းကဧည့်သည်ရောက်လာပြီဆိုတော့အဲ့ဝတ်ကြည့်ရတာပေါ့ဘာလို့လဲဆိုတော့သူစားတဲ့ကံပြင်းရွက်ပြုတ်ကိုတဲခင်းဧခန့်နေတဲ့စီမပါစမပါရေလုံးပြုတ်ထားတဲ့ကံပြင်းရွက်ပြုတ်ပဲသူကစားတာ哦အဲ့ဒါကိုဖခင်မတော်ကြီးကကံပြင်းရွက်ပြုတ်ကိုလက်ဝါးပေါ်တင်ပြီးတော့ကြည့်တယ်သူဘလို့မှမစားနိုင်ဘူးအဲ့ဒါနဲ့မိဖုရားကြီးကိုလှည့်ပြီးတော့ပြောတယ်မိဖုရားကြီးကြည်စမ်းပါဦးဒါမင်းသားစားတဲ့အစားစားတဲ့နောက်ကမုမတေနာပတိတွေကိုလှည့်ပြတယ်ကြည်စမ်းပါဦးဒါမင်းတို့ရဲ့အရှင်သားလေးစားတဲ့အစားစားတဲ့ဟုတ်လားအဲ့လိုနဲ့ဒီကံမြင့်ရဲ့ပြုတ်လေးကိုကြည်လိုက်သူ့သားရဲ့မျက်နှာကိုကြည်လိုက်ဒီလိုတလဲစီကြည်ရင်လည်းသူ့စိတ်ထဲမှာမေးခြင်းစိတ်တစ်ခုပေါက်လာတယ်။ဘာမေးခြင်းလဲဆိုတော့တောကြီးမြင်မဲထဲမှာတယောက်တည်းနေပြီးတော့ဒီလောက်ကြမ်းတမ်းတဲ့အစားအစာကိုစားနေတဲ့ငါသားရဲ့မျက်နှာကအလွန်မှကြည်လင်ဝင်းပါနေပါလားတဲ့ဟုတ်လားစားတဲ့စားစာရတော့မျက်နှာကကြည်စရာအကြောင်းမရှိဘူးပေါ့နော်သူ့အတွေ့ကဟုတ်လားအဲ့ဒါနဲ့သူ့ရဲ့သားကိုမေးတာချစ်သားတဲ့တိုးထဲမှာကြမ်းကြမ်းတမ်းတမ်းနော်အဆောင်ရှောင်မရှိဘဲနဲ့နော်ကြောက်မယ်ဆိုရင်ကြောက်စရာအနေအထားမျိုးတွေနဲ့ပေါ့ဟုတ်လားတယောက်တည်းကြမ်းကြမ်းတမ်းတမ်းနေရပြီးတော့ဒီလောက်ကြမ်းတမ်းတဲ့အစားအစာကိုစားနေတဲ့တင့်ရဲ့မျက်နှာဟာဘယ်နဲ့ကြောင့်ဒီလောက်ကြည်လင်ဝင်းပါနေရတယ်လေတဲ့နော်အယောင်ထွက်မတတ်မျက်နှာလေးကကြီးနေတယ်တန့်နေကြည်ရတာအလွန်မှအရသာရှိတယ်ပေါ့နော်အဲ့လိုမေးတဲ့ချိန်မှာဘုရားလောင်းကအများကြီးပါပဲပြန်ဖြေတာအဲ့ဒီတည်းကဖြေတာလေးတစ်ခုကမင်းကြီးတဲ့ငါတိုးထဲမှာတယောက်တည်းနေရလို့ကိုပဲငါမျက်နှာလေးကကြီးနေတာတဲ့ဒီဖြေလေးလည်းဦးစင်ကသဘောကျတယ်ဟုတ်လားတိုးထဲမှာတယောက်တည်းနေရလို့ကိုပဲမျက်နှာလေးကကြီးနေတာတဲ့အတိတ်ဘက်ကပြောင်းပြန်လှမ်းတွေးရင်ဘယ်လိုထွက်လာမလို့အများနဲ့နေရရင်မျက်နှာမကြီးနိုင်ဘူးဟုတ်တာပေါ့ဘယ်ကြီးနိုင်မလို့နော်